တရားစတင်အားထုတ်သူတို့ကြုံတွေ့ကြရတဲ့ပြဿနာများဝိပဿနာတရားစတင်အားထုတ်ကြသူများဖြစ်လေဖြစ်တာရှိတဲ့ကြုံတွေ့ကြရတဲ့ဖြစ်စဉ်တွေကိုဓမ္မမိတ်ဆွေများအနေနဲ့တည်တဲ့တီးထိုက်တဲ့ထင်လို့ယူဆမိတဲ့အတွက်စုဆောင်းထားသမျှတွေကိုဓမ္မဒါနပြုလိုက်ပါတယ်အခုမှစပြီးတရားအားထုတ်ကြသူဓမ္မမိတ်ဆွေများအနေနဲ့တရားအားထုတ်ပြီဆိုရင်အရင်ဆုံးစိတ်ကစပြီးပြဿနာအစဖြစ်ကြတာပါပဲတန်တရားတစ်လျှောက်လုံးလွတ်ထားတဲ့စိတ်ဒီစိတ်ကလေးဟိုလွင့်တီလွင့်ဖြစ်နေတာကိုအခုလိုတရားအားထုတ်တဲ့ဒီချိန်ကြမှာပဲစတင်သိလိုက်ရပါတော့တယ်ဘာဖြစ်လို့လဲဆိုတော့စတင်တရားအားထုတ်ပြီဆိုတာနဲ့အဲ့ဒီစိတ်ဟာတောင်တွေးမြောက်တွေးစတော့တာပါပဲဒါကိုနားမလည်သေးတဲ့ပုဂ္ဂိုလ်ကတော့မိမိရဲ့တရားအားထုတ်မှုအပေါ်တန်တရားဖြစ်ကြရပါတယ်တကယ်တော့တရားတက်နေတာလို့ခေါ်ပါတယ်စိတ်ဖဲလီတွေးမှပေါ့တန်တရားတစ်လျှောက်လုံးပြေးနေတဲ့ဒီစိတ်ကိုသိမှမသိခဲ့ကြတာသတိမထားမိခဲ့ကြတာအခုလိုတရားအားထုတ်လို့စိတ်တွေမငြိမ်တာကိုသတိလဲထားမိလိုက်ရောအဲ့ဒီခါကျမှမိမိရဲ့စိတ်ဟိုတွေးတီတွေးဖြစ်နေတာတွေနဲ့စိတ်တွေမငြိမ်တဲ့အပေါ်မိမိဘာသာတုံ့တက်ပြီးငါတရားထိုင်လို့မရဘူးလို့ထင်တတ်ကြပါတယ်ဝေဘူးဆရာတော်ကြီးမိန့်တော်မူဘူးတဲ့အဆုံးအမတစ်ခုလည်းရှိပါတယ်ကြုံတုံးဘုဟုတုတအနေနဲ့မျှဝေရရင်တခါကဥပရိယုတ်လက္ခဏာကောင်းတဲ့လူကြီးတူဟာလက်ဆွဲရည်ပုံကတစ်ဖက်တစ်ပြက်စီးကတစ်ဖက်နဲ့ဝေဘူးရိပ်တာတွေကိုတွားနေတာမြင်ပန်များလာတော့ဝေဘူးဆရာတော်ဘုရားကြီးကအခေါ်ခိုင်းပြီးမိန့်တော်မူပါတယ်တခါကြီးတွေကလည်းဒီမျိုးကပါဖေဟာဘာအလုပ်လုပ်ပါသလဲနိုင်ငံဝန်ထမ်းငြိမ်းစားပါဖေဟာအားနေတဲ့အချိန်ကုသိုလ်ရအောင်ကုရီတွေကိုလာပြီးတန်ရှင်းရေးလာလုပ်တာပါဖေဟာကောင်းပါတယ်တခါကြီးတရားရောအားထုတ်ဘူးလားကြနာနာတော့အားမထုတ်ဘူးပါဘူးဖေဟာတရားလဲအားထုတ်ပါအောင်ဆိုတော့နီးပြီးတော်မူပါဖေဟာလို့ရှောက်တယ်ကဲဒါဆိုအခုပဲရှုမှတ်ရအောင်ဆိုပြီးနိုင်ဝက်ခန့်တရားရှုမှတ်ခိုင်းပါတယ်တရားရှုမှတ်ပြီးတော့ကဲတခါကြီးဘာတွေသိလဲရှောက်ပါအောင်တပည့်တော်နဲ့ဝိပဿနာတရားနဲ့မအပ်ဆက်ဘူးဖေဟာတဲ့ဘာလို့တော့စိတ်တွေမငြိမ်ဘူးဖေဟာစိတ်မငြိမ်တာသိလားသိပါတယ်ဖေဟာဘယ်လောက်သိလဲနိုင်ဝက်လုံးလုံးပါဖေဟာအဆက်ပါတယ်တခါကြီးဝိပဿနာတရားဆိုတာစိတ်ကိုငြိမ်အောင်လုပ်တာမဟုတ်ဘူးစိတ်ကိုသိအောင်လို့အားထုတ်တာစိတ်မငြိမ်တာကိုမငြိမ်မှန်းသိရင်တရားဖြစ်နေပြီပဲအဆက်သာအားထုတ်ပါလို့မိန့်တော်မူပါတယ်တရားအားထုတ်နေကြသောဓမ္မမိတ်ဆွေများအတွက်တန်ဖိုးရှိပြီးအားတက်စရာကောင်းတဲ့ဝေဘူးဆရာတော်ဘုရားကြီးရဲ့အဖို့မဖြတ်နိုင်တဲ့နိဗ္ဗာန်တိုင်အောင်ဆုံးမတော်မူပုံကိုဖြန့်ဝေပေးတာပါဆရာတော်ဘုရားကြီးဂုဏ်တော်မြတ်တာတော်ကျေးဇူးတော်အနန္တတို့အားအလွန်ပင်ကြီးမားလာပါတယ်ခုနတောင်တွေးမြောက်တွေးဖြစ်နေတဲ့စိတ်အကြောင်းပြန်ဆက်ရရင်အဲ့ဒီတွေးနေတဲ့စိတ်ကိုကြည့်နေရတာဝိပဿနာပါပဲကဲအခုစိတ်ပြေးနေတာသိပြီမဟုတ်လားဘလောက်ပြေးကောင်းလဲဆိုတာဥပမာတစ်ခုထပ်ပြောရရင်ဝိပဿနာရှုတယ်ဆိုတာတားကောင်ကိုချောင်းပြီးဖမ်းတဲ့ကြားတစ်ကောင်ဟာသူ့ရှေ့ကနေပြီးဖြက်ပြေးနေတဲ့